ဒါကတော့တရုတ်ပင်မွေးမြူရေးခြံတစ်ခုမှာဘဲပေါက်လီတွေဘယ်လိုအကောင်ပေါက်လာတယ်လဲဆိုတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါလေပထမဆုံးအနေနဲ့လယ်သမားတွေဟာဘဲဥတွေကိုပုံမလွယ်ကူစွာသိမ်းဆည်းနိုင်ဖို့အတွက်ဘဲမကြီးတွေကိုလွတ်လပ်စွာလွတ်ထားပေးကြပါလေဘဲဥတချို့ဟာအတော်လေးနဲ့ဆိုင်ဆိုင်မြုပ်နေတတ်တာကြောင့်ဥတလုံးမှဂျမနီခဲ့စီဘူးအတိုက်ချင်းတိုင်းကိုတေချာစစ်ဆေးပြီးတူးဖော်ကြပါလေအကွဲနေတာညစ်ပတ်နေတာဒါမှမဟုတ်ပုံစံမမှန်တဲ့ဥတွေကိုဖယ်ရှားပြီးကျန်းမာတဲ့ဘဲဥတွေကိုပဲတားဖောက်ဖို့အတွက်ရွေးချယ်ပါလေနောက်ကစမှာတော့ရွေးချယ်ထားတဲ့ဘဲဥတွေကိုလင်ပန်းတွေပေါ်တေချာတင်ပြီးပထမ6ရက်အတွက်တားဖောက်ဆက်ကြီးတွေကိုထည့်သွင်းလိုက်ပါလေဒီကာလအတွင်းမှာတော့ဘဲဥတွေကိုဒီနေ့ကိုအချိန်ပေါင်းများစွာညင်သားစွာလမ်းပေးရပါတယ်ဒါဟာတန်ဒေတာလောင်းတွေဥခွန်မှာကမ္ဘာနေစီဖို့နဲ့ညီညာစွာဖွံ့ဖြိုးလာစေဖို့အတွက်ကူညီပေးတာပါ6ရက်မြောက်နေ့မှာတော့ပထမချိန်စစ်ဆေးဖို့အတွက်ဘဲဥအလုံးကိုတားဖောက်ဆက်ထဲကနေပြန်ထုတ်ပါတယ်အားနည်းတဲ့ဥတွေအောင်မြင်မှုမရှိတဲ့ဥတွေနဲ့တန်ဒေတာတည်ဆုံးသွားတဲ့ဥတွေကိုဖယ်ရှားလိုက်ပါတယ်ကြန့်ရှိတဲ့တန်ဒေအောင်ဥတွေကိုတော့24ရက်မြောက်နေ့အထိဆက်လက်ဖွံ့ဖြိုးစေဖို့နောက်ထပ်တားဖောက်ဆက်တစ်ခုတွေကိုပြောင်းရွှေ့လိုက်ပါတယ်24ရက်မြောက်နေ့ကိုရောက်တဲ့အခါမှာတော့ဘဲဥတွေကိုဆက်ထဲကနေထုတ်ပြီးအကောင်ဖောက်တဲ့အခင်းတွေပေါ်မှာတင်ထားလိုက်ပါတယ်ဒီအစစ်မှာလည်းဖွံ့ဖြိုးဖို့ရက်ကန်သွားတဲ့ဥတွေရှိမရှိနောက်ထပ်တစ်ချိန်ထပ်မံစစ်ဆေးဖယ်ရှားပါတယ်ဒီအကောင်ဖောက်အခင်းတွေမှာတော့အပူပေးဖို့မလိုအပ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့24ရက်မြောက်မှာတန်ဒေတာလောင်းတွေဟာနောက်ဆုံးအဆင့်ဖွံ့ဖြိုးမှုကိုရောက်ရှိနေပြီဖြစ်လို့ကိုယ်ပိုင်အပူရှင်ကိုစတင်ထုတ်လုပ်နိုင်ပြီဖြစ်ပါတယ်။25ရက်ကနေ28ရက်အထိမှာတော့ဥတလုံးချင်းစီညီညာရဲ့အပူရှင်ရရှိစေဖို့နေ့စဉ်လှမ်းပေးရပါတယ်။28ရက်ပြည့်ပြီးတဲ့နောက်မှာတော့ဥတွေအပြည့်ရှိနေတဲ့အခင်းဟာဘဲပေါက်လေးတွေနဲ့ပြည့်နှက်သွားပါတော့တယ်။အသစ်ဆက်ဆက်အကောင်ပေါက်လာတဲ့ဘဲပေါက်လေးတွေကိုရေကန်ထဲစတင်ခါပြီးသူတို့ရဲ့ကြီးထွားမှုခီးစဉ်ကိုစတင်စေပါတယ်။